ထောင်ကျနေတဲ့မျိုးသားတယောက်ကပြစ်ဒဏ်စေသွားပေမဲ့လည်းထောင်ကနေမထွက်ချင်ဘူးတဲ့ဒါကကျွန်တော်ချက်တဲ့ထမင်းတစ်လုံးကိုစားချင်လို့တဲ့လေထမင်းပိုစားရဖို့အတွက်ခဏရန်ဖြစ်ကြတဲ့အထိပဲအပြင်ကလူတွေတောင်မှထောင်ထဲဝင်ပြီးစားချင်နေကြတယ်တကယ်တော့ကျွန်တော်ကပန်းချန်ထဲမှာကင်မွန်ရောင်းတဲ့သူတယောက်ပါပဲကောင်းစတာကောင်းဆောင်ရဲ့အပြစ်တွေကိုခံယူပေးရတဲ့အစားထိုးခံရသူအနေနဲ့ထောင်ထဲရောက်လာခဲ့တာနောက်တစ်ပတ်နေရင်တင်းနဲ့ပြစ်တက်ခံရတော့မှာပါကျွန်တော်ဝမ်းနေနေတဲ့အချိန်မှာပဲအချင်းထောင်ရဲမှုကကျွန်တော်ကိုစစ်ဆေးရေးခန်းစီခေါ်သွားတယ်ပြီးတော့ A block ကအချင်းသားတွေအတွက်ထမင်းချက်ပေးဖို့တောင်းဆိုတယ်ဒါပေမဲ့ကင်မွန်ပဲလောက်တက်တဲ့ကျွန်တော်ကငကားနိုင်ငံမှာစားဖို့မှုဖြစ်တောင်မတတ်မှတ်ခံရပါဘူးကင်မွန်အခု2000တောင်လုပ်ပေးရမှာလားဒါပေမဲ့အသက်ရှင်ခွင့်တစ်စက္ကန့်ပိုရတာကလည်းတစ်စက္ကန့်စာအကျိုးရှိတယ်ဆိုတဲ့မူကိုကိုင်ဆွဲပြီးကျွန်တော်ခေါင်းညက်လက်ခံလိုက်တယ်ဒါပေမဲ့ A block မိဖို့ချောင်းကပစ္စည်းတွေကအရန်ကိုရိုးရှင်းလုံးနဲ့ပါဝင်ပစ္စည်းတွေကလည်းမလက်ဆက်ဖူးပြီးတော့မိနစ်40လောက်နေရင်အချင်းသားတွေစားမဲ့ချိန်ရောက်တော့မယ်လူ2000စာအတွက်ထမင်းဟင်းတွေကိုတေချာချက်ဖို့ဆိုတာစားဖို့မှုနဲ့ဖျားကျိုးရှင်းကိုခေါ်လာရင်တောင်လုံလောက်မှာမဟုတ်ဘူးဒါပေမဲ့အချိန်မီထမင်းမချက်နိုင်ရင်အချင်းထောင်မှုကငါ့ကိုခွင့်လို့မှာမဟုတ်ဘူးဆိုတာမပြောနဲ့အဲ့ဒီတေတန်ကြနေရဲ့အချင်းသားတွေကလည်းငါ့ကိုတက်ပစ်ကြလိမ့်မယ်ကျွန်တော်မျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲခေါင်းထဲမှာခောက်ဆွဲဟင်းကြီးလုတ်တဲ့နေလန်းတွေရုတ်တရက်ပေါ်လာတယ်ကျွန်တော်ရဲ့လက်ချောင်းတွေကိုလှုပ်ရှားပြီးစက်တင်ချက်ပြုတ်လိုက်တဲ့တစ်ချိန်တည်းမှာပဲ A blade ကတေတန်ကြအချင်းသားတွေလိန်ငင်းခံတဲ့နေရာမှာဆမ်မင်နိုရိုနဲ့ပီတာကထိုင်ကုန်မှာထိုင်ပြီးနေစားလုံးနေတဲ့သူကထောင်ထဲမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်လေးနဲ့မိုးကိုတောင်ခေါ်ယူနိုင်စွမ်းရှိတဲ့တကယ်ပိုချသူတယောက်ပါရုတ်တရက်သူမတ်တက်ရက်လိုက်ပြီးတေတန်ကြအချင်းသားတစုကိုခေါ်ကာစားတောက်ခန်းတကားဝကိုရောက်လာတယ်ပြီးတော့သူ့နောက်ကတပည့်တွေကိုကျေလောင်စွာမေးလိုက်တယ်ဟေးကောင်တွေနေလေစားကအရင်ကလိုစားမကောင်းဘူးဆိုရင်ငါတို့ဘယ်လိုလုပ်ရမလဲဘေးကပိန်ပိန်ပါပါလူတယောက်ကရက်ဆက်တဲ့လေတန်းနဲ့ပြောလိုက်တယ်ဖျားသခင်စီကိုသွားတွေ့ခိုင်းလိုက်မယ်တောက်အဆက်မပြတ်တကားကောက်တန်တွေကြောင့်စားတောက်ခန်းထဲမှာလမ်းလျှောက်နေတဲ့အချင်းထောင်ရဲ့စီလက်စလန့်သွားတယ်ထမင်းစားချိန်ရောက်နေပြီပဲသူကြည့်လိုက်တော့မိဖို့ချောင်းမှာအလုံးများနေတဲ့ကျွန်တော်ကိုမြင်နေသူ့မျက်လုံးထဲမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပြေးသွားတယ်သူကကျွန်တော်ခြေနေကိုတီးလို့ကဲချင်နေတာပါဒါပေမဲ့မိဖို့ချောင်းကမြင်ကွင်းကသူ့ကိုအယမ်းအံ့တာသွားစေတယ်မိဖို့ချောင်းထဲမှာစံပြုံးနဲ့တူတဲ့အစားအစာတွေအပြည့်ထည့်ထားတဲ့စီပိုင်းကြီး90ကိုမြင်လိုက်ရတယ်သူကဒီလိုစားစာမျိုးကိုတခါမှမမြင်ဘူးပေမဲ့ကြည့်ရတာတော့တာမန်ပါပဲဒီလိုရာမျိုးကသူတို့ကိုလှည့်စားဖို့ခက်လိမ့်မယ်တကားဝကအတန်ကိုကြားတော့ကျွန်တော်သူ့ကိုမြင်လာကူမဖို့ပြောလိုက်တယ်စီလက်စ်ကခေါင်းညိတ်ပြီးပြောတယ်အပြင်ထုတ်ပြီးရင်မင်းကိုငါရင်ခေါ်သွားမယ်မဟုတ်ရင်အဲ့ဒီလူသက်သမားအကျဉ်းသားတွေမင်းကိုတေချာပေါက်လွတ်ပေးမှာမဟုတ်ဘူးဒီစကားကိုကြားတော့ကျွန်တော်စိတ်ထဲမှာသူ့အပေါ်သဘောကျစိတ်တွေဖြစ်ပေါ်လာတယ်ဒါပေမဲ့ခောက်ဆွဲဟင်းရည်တွေအကုန်လုံးကိုစားတောက်ခန်းထဲကထမင်းကူးတဲ့နေရာကိုမပို့ရသေးခင်မှာပဲတကားဝကအော်တန်တွေထွက်ပေါ်လာပြီးတန်တကားကိုတောက်မြောင်ထုနေကြတဲ့တကားကိုတောင်အတင်းတုံးဖွင့်ဖို့စူးစမ်းနေကြပြီကျွန်တော်တို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေလည်းပုံမြန်လာတဲ့အရင်ကတော့အကျဉ်းသားတွေကိုကိုယ်တိုင်ယူခိုင်းတာပဲဒါပေမဲ့အကျဉ်းထောင်ပို့ကြသူပီတာကသူ့တပည့်တွေကိုတခြားသူတွေအတွက်ထမင်းကူးပေးဖို့စီစဉ်ထားတယ်ဒါပေမဲ့ဒီနေ့မနေ့အစောပိုင်းကစားဖို့မှုတွေကိုရရက်ဆက်တက်ဖြတ်ခဲ့တဲ့ပြဿနာကြောင့်စားဖို့မှုတွေနဲ့အကျဉ်းသားတွေထိတွေ့မှုကိုရှောင်ရှားရမယ်အားလုံးစင်တင်ဖြစ်သွားတော့စီလက်စ်ကမိဖို့ချောင်းတကားကိုတောက်ခတ်လိုက်ပြီးတခြားလမ်းကနေကျွန်တော်ကိုအခန်းအမှတ်69စီအရင်ခေါ်သွားတယ်အဲ့ဒီနောက်မှာစားတောက်ခန်းတကားကိုဖွင့်ပေးလိုက်တယ်ပီတာကတားရည်ကြခင်ကိုဝတ်ထားပြီးပါဆက်မှာဆေးပြင်းလိတ်ကိုကြိုက်ကဖြည်းဖြည်းချင်းဝင်လာတဲ့တပည့်တွေကတော့ယိုရိုတေတေနဲ့နောက်ကနေလိုက်လာကြတယ်ပီတာရဲ့မျက်လုံးတွေကထမင်းကူးတဲ့နေရာစီကိုရောက်သွားတယ်စီလက်စားဖို့မိုးအစ်ပဲရောက်သွားပြီလေစီလက်ကယိုရိုတေတေနဲ့ပြောလိုက်တယ်ဘာမှပြောစရာမရှိပါဘူးပီတာကနာမုတ်တန်တစ်ခုပြုတ်လိုက်ပြီးသူ့တပည့်ရှောင်းဟူကိုခေါ်ကာတခြားသူတွေအတွက်ထမင်းကူးပေးဖို့ပြောလိုက်တယ်ဒါပေမဲ့ရှောင်းဟူရောက်သွားတာနဲ့သူတကိုယ်လုံးချက်တေတေသွားတဲ့ခါကြမှာသူအန်ကြတာကြီးអော်လိုက်တယ်ဒါကဝက်တွေစားဖို့အစားအစာလားပီတာရဲ့မျက်နှာကချက်ချင်းကိုအေးဆက်သွားပြီးထမင်းကူးတဲ့နေရာကိုအမြဲလျှောက်သွားတဲ့ပြတင်းပေါက်မှာတေတေချာချာစီထားတဲ့အဖြူရောင်စေးပြည့်အရာတွေနဲ့အပြည့်ထည့်ထားတဲ့စီပိုင်းတွေကိုမြင်လိုက်ရတဲ့အခါသူတော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်စီလက်ကိုကြည့်တဲ့သူ့မျက်လုံးတွေထဲမှာလူသက်ချင်စိတ်တွေပေါ်လာတယ်သူတို့ကိုဝက်စာကျွေးရတဲ့ပေါ်လေတကယ်လို့ဒီလိုစော်ကားမှုကိုသာလက်ခံလိုက်မယ်ဆိုရင်ပီတာကနောင်ကြရင်အေဘလော့မှာဘယ်လိုလုပ်ခေါင်းဆောင်လုပ်တော့မလဲစီလက်ကနောက်ကိုတလန်းဆုပ်သွားပြီးလက်ထဲကလျှက်စစ်တုပ်ကိုကင်ထားတဲ့လက်တွေတောင်ချွေးပြန်လာတယ်သူလည်းရှောက်ပြောလိုက်ရတော့တာပေါ့ပီတာစိတ်မလောပါနဲ့ဒါကအရှိတိုင်းကထိတ်တန်းစားပုံမှုကိုအထူးဖိတ်ကြားပြီးလောက်ခိုင်းထားတဲ့ဟင်းလျာပါဒီစားပုံမှုကအရှိတိုင်းရဲ့အမောင်လောကဟင်းလျာချက်ပြုတ်မှုမှာပြိုင်ဘက်ကင်းတဲ့သူတယောက်ဖြစ်ပြီးအရန်ကိုတော်တဲ့သူပါပီတာကနားထောင်ပြီးတော့ကြောင်သွားတဲ့တချို့စကားလုံးတွေကိုသူတေချာနားမလည်ပေမဲ့နားထောင်ရတာအရန်ကိုအစွမ်းထက်ပုံရတယ်ဒီချိန်မှာသူ့စိတ်ထဲမှာတီးကျင်စိတ်နေနေချစ်လာတယ်ဒီဟင်းလျာကရှိုးဝက်ဆန်းကျဲတဲ့အရှိတိုင်းနိုင်ငံမှာဘလို့ခေါ်လဲစီလက်ကကျွန်တော်ကိုစောစောကလေးကမေးထားပြီးဖြစ်လို့လေယူလေသိန်းနေဝဲပြီးပြောလိုက်တယ်ခောက်ဆွဲဟင်းကြီးပါပြောပြီးတာနဲ့သူလက်ထွက်သွားဖို့လုပ်ပေမဲ့ပီတာကသူ့ကိုဆွဲထားလိုက်တယ်အကိုကြီးမင်းဒီမှာနေခဲ့ရမယ်ပြောပြီးတာနဲ့ဘေးကဇုံးကိုယူပြီးတပန်းကန်ခူးလိုက်တယ်သူကိုယ်တိုင်တော့မစားဘဲသူ့တပည့်ရှောင်းဟူရဲ့ရှေ့ကိုတွန်းပေးလိုက်တယ်ရှောင်းဟူမင်းကနောက်ကိုလိုက်လာတာနှစ်ရှိပြီးဒီဟင်းကြီးကမင်းအတွက်စုချေပဲရှောင်းဟူမျက်နှာပြက်သွားပြီးသူ့မျက်လုံးတွေထဲမှာမလိုလားတဲ့အရေးရောင်တွေပြည့်ချင်နေတယ်သူကအစကတည်းကစီလက်ပြောတာကိုမယုံဘူးလေဒါပေမဲ့သူထေးပြောတာကိုလည်းနားမထောင်လို့မရဘူးသူကပန်းကန်ကိုကင်ပြီးပါဆက်နာကိုတေးကတမုံတောက်လိုက်ရတယ်ဘသူတိမှလည်းနောက်တစ်စက္ကန့်မှာပဲသူတကိုယ်လုံးလျက်စစ်ရှော့မိတယ်လို့ဖြစ်သွားပြီးရက်နေတဲ့နေရာမှာတင်အတေချာရက်နေတော့တယ်နှွေးထွေးပြီးပျော်ရွှင်စရာကောင်းတဲ့ခံစားချက်ကရှာဖျားကနေတကိုယ်လုံးကိုပြန့်နှံ့သွားတယ်ကလေးဘဝတုန်းကအမေရဲ့ရင်ခွင်ထဲမှာအိတ်နေရတယ်လို့မျိုးခံစားရတယ်ဖျားသခင်ကသူ့ကိုပြုံးပြနေတာကိုတောင်မြင်လိုက်ရတယ်လို့ပဲရှောင်းဟူကပျော်လုံးလို့တေးတော့မယ်လို့တောင်ခံစားရတယ်ပြီးတာကရှောင်းဟူရဲ့မျက်နှာထားကိုမြင်တော့သူ့စိတ်ထဲမှာတန်တရားတွေအများကြီးဖြစ်လာတယ်သူ့ဘာသာသူတပန်းကန်ကူပြီးစားလိုက်တဲ့ချက်ချင်းပဲသူတကိုယ်လုံးပောက်ကွဲသွားတယ်စိတ်ကူးရင်မှုတစ်ခုဖြစ်ပေါ်လာတယ်ကလေးဘဝတုန်းကလွဲကူလားထိုင်ပေါ်မှာထိုင်နေပြီးအမေရဲ့နှွေးထွေးရဲ့ဆောင်းရှောက်မှုကိုခံရတယ်လို့ပဲဒါတွေအားလုံးကအရန်ကိုတကယ်စစ်အမှန်လို့ပဲသူ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာတာကိုတောင်သူသတိမထားမိဘူးဘေးကအချင်းထောင်ရဲ့စီလက်ကတော့ကြောင်တောင်ဖြစ်သွားတယ်ဘာဖြစ်တာလဲခောက်ဆွဲဟင်းကြီးတစ်ခွက်တောက်ပြီးငိုနေတာလားနဂါးနိုင်ငံရဲ့ဟင်းလျာကိုတခါမှမစားဘူးတဲ့ဒီဒေါသားလေးတွေကိုကြည့်ပါဦးသူကလန်တရဲကောင်းဆောင်နေလားတကယ်ကိုအမိုက်ပဲဒါပေမဲ့အခြေအနေကိုကြည့်ရတာငါတက်တော့လုံခြုံသွားပြီးဘေးကတပည့်တွေကသူတို့ခေါင်းဆောင်တဲ့ရှောင်းဟူတို့ကစံပြုတ်တောက်ပြီးတေတော့မလို့ဖြစ်နေတာကိုမြင်တော့တယောက်မှမနေနိုင်တော့ဘူးအားလုံးကစိတ်လှုပ်ရှားစွာနဲ့တပန်းကန်ပြေးခူပြီးတောက်ကြတယ်သူတို့မျက်နှာပေါ်မှာဖော်ပြလို့မရနိုင်တဲ့ပျော်ရွှင်မှုတွေပြည့်ချင်နေတယ်အဲ့ဒီအချိန်မှာပီတာကသုံးပန်းကန်ဆက်တိုက်တောက်ပြီးသွားပြီးသူကသူ့တပည့်နှစ်ယောက်ကိုမျက်စိပြပြလိုက်တယ်ဒါနဲ့တပည့်တွေကတပုံးချန်ထားပြီးပီတာရဲ့အခန်းသုံးခန်းအခန်းတစ်ခန်းမှာတဲ့ဇင်ခံချင်းကန်းစီကိုတည်သွားကြတယ်သူလည်းကိုပိုင်အတွက်နင်းနေတော့ချန်ထားရမှာပေါ့ရှုပ်ရှက်ခတ်ပြီးတဲ့နောက်အေဘလော့ရဲ့နေ့လည်စာစားချိန်ပြီးဆုံးကြောင်ကြီးညာလိုက်တယ်ခောက်ဆွဲဟင်းကြီးအပုံး90လုံးတစ်ဆက်မှမကြံတော့ဘူးစောစောကလူနှစ်စုကစီပိုင်းအောက်ခြေကိုလူရင်းရန်ဖြစ်ကြလို့လူနှစ်ယောက်အပြင်းထန်တန်ရာရပြီး6ယောက်ကတာမန်တန်ရာရသွားကြတယ်အချင်းထောင်ရဲမှုမာတင်ကလူတွေခေါ်လာတဲ့အချိန်မှာတော့အဲ့ဒီလူနှစ်စုကလူစုခွဲသွားကြပြီးမာတင်ကရှုပ်ပွက်နေတဲ့မြင်ကွင်းကိုကြည့်ပြီးခေါင်းကိုက်သွားတယ်ပြီးတော့ထောက်တနေရာမှာအချင်းသား9ယောက်ကဘာလို့နေမှမသိပဲရေရွနေကြသေးတယ်မာတင်ကတန်တရားဖြစ်တဲ့မျက်နှာထား
နဲ့အနာကိုကတ်သွားတယ်တေချာကြည့်လိုက်တော့သူ့ပါဆက်တွေတောင်တွန့်သွားတယ်ဒီတေတန်ကြအကျဉ်းသား9ယောက်ကကျင်းတဲ့မျက်နှာထားနဲ့ပန်းကန်တွေကိုရှာနေလျက်နေကြတာဒါကတကယ်ကိုယုံကြည်နိုင်စရာမရှိဘူးလီဘူးကအိမ်ပြန်ရောက်တော့လူတွေကိုစားတော့ခန်းထဲကနေနှင်ထုတ်လိုက်တယ်အဲ့ဒီနောက်မှာအကျဉ်းထောင်မှုစီဖုံးဆက်လိုက်တယ်တင်းငယ်တဲ့ရံပွဲလေးတွေဖြစ်ပွားခဲ့တဲ့အကြောင်းကိုအတူချုပ်အစီရင်ခံလိုက်တယ်အကျဉ်းထောင်မှုကနင်းနဲ့အန်တာသွားပေမဲ့တိတ်မတွေးတော့ဘူးဒီညမှာတင်ကိုစားဖို့မူကောင်းကောင်းတယောက်ရှာပြီးထမင်းချက်ခိုင်းလိုက်အဲ့ဒီကင်မွန်ရောင်းတဲ့လူသက်သမားကိုထမင်းဆက်မချက်ခိုင်းနဲ့တော့တစ်ချိန်လောက်လဲစားပြီးပြဿနာကြီးကြီးမားမားမဖြစ်တာကိုကတော်တော်လေးကောင်းနေပြီမာတင်ကပါဆက်ကနေပြဿနာမရှိဘူးလို့ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ကျိန်ဆဲနေတယ်သူ့ကိုမချက်ခိုင်းရင်တခြားဘက်သူ့ကိုသွားရှာရမှာလဲပြီးတော့ငါကဒီလိုအရသာရှိတဲ့ခောက်ဆွဲဟင်းရီကိုချက်နိုင်တယ်ထမင်းမချက်ခင်ကလေးကစနစ်နဲ့ချိတ်ဆက်ထားတာလေနေ့လေအဲ့ရကနိုးလာတဲ့အချိန်မှာကျင်းနှမှုအမှတ်နဲ့ထောင်ကျော်ရရှိနေပြီး3000ပြည့်တာနဲ့ဂျေးဝါမဲနိုင်ခွင့်တစ်ချိန်ရနိုင်တယ်မဲနိုင်တဲ့အထဲမှာကျွန်တော်လိုအပ်နေတဲ့တေတန်ဆိုင်ငံခွင့်ကပြားလဲပါတယ်ကျွန်တော်ဆက်ပြီးအသက်ရှင်ခြင်းနဲ့ဆိုရင်ကျင်းနှမှုအမှတ်တွေကိုများများရအောင်ရှာရမယ်ဒီချိန်မှာပဲအပြင်လမ်းလျှောက်စင်ကြံကနေခြေတံတွေကြားလိုက်ရတဲ့စီလက်စ်ကအခန်းရှိမှာပေါ်လာတယ်ငါ့ကိုညစာသွားချက်ခိုင်းတာပဲကျွန်တော်လဲဝမ်းသာအားရနဲ့လက်ခံလိုက်တယ်ဒါပေမဲ့သူကကျွန်တော်ကိုကူညီဖို့လက်ထောက်တယောက်ပါစီစဉ်ပေးမယ်လို့မထင်ထားဘူးသူမကကိုလုံးကိုပေါက်လာပါတဲ့အမျိုးသမီးတယောက်ပါသူမမှာငကားနိုင်ငံစားတောက်ဆိုင်တွေမှာအလုပ်လုပ်ခဲ့ဘူးတဲ့အတွေ့အကြုံရှိတယ်ကြည့်ရတာထမင်းချက်တဲ့ပညာလေးနဲ့ထောင်ထဲမှာအခွင့်အရေးတချို့ရနိုင်ပုံပဲဒါပေမဲ့ဆိုဖီယာကကျွန်တော်ကိုကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေထဲမှာအေးဆက်မှုတွေအပြည့်ဖြစ်နေတဲ့အချင်းထောင်ရဲ့စီလက်စ်ကိုတောင်သူကမျက်နှာကောင်းမပေးဘူးစီလက်စ်ကကျွန်တော်တို့နှစ်ယောက်ကိုမြ мян ထမင်းချက်ဖို့ပြောပြီးသူကိုယ်တိုင်ကတော့မိဖို့ချောင်ပြင်မှာစောင့်နေတယ်ကျွန်တော်စကားပြောမလို့လုံတုံးဆိုဖီယာကဖျက်ပြောလိုက်တယ်ရှစ်လိုလူမျိုးကိုအပိုင်းပိုင်းခုတ်ဖြတ်ပစ်တင်နေရှင်လုပ်တဲ့ဘယ်လုပ်ကိုမှကျွန်မမကူညီနိုင်ဘူးဆိုဖီယာကသွားကြိတ်ပြီးပြောပြီးတာနဲ့နေရံမမိပြီးမျက်စိမိတ်ထားလိုက်တယ်ပြီးတော့သူမကိုကျွန်တော်ဆက်ပြီးဂယူးမဆိုင်တော့ဘူးဒီနေ့အတွက်သုံးနိုင်မဲ့ပါဝင်ပစ္စည်းတွေကိုကြည့်လိုက်တယ်ရေခဲတိတ်တာကိုစစ်ဆေးကြည့်ပြီးတဲ့နောက်ကျွန်တော်တပြင်းချလိုက်မိတဲ့အထဲမှာဘာကောင်းကောင်းမှမရှိဘူးအသားတွေဟင်းသီးဟင်းရက်တွေအားလုံးကအရန်ကိုရှားပါနေတယ်ဒါကြောင့်ခောက်ဆွဲမျိုးစားတွေကရန်ကျုံခောက်ဆွဲကိုပဲရွေးလိုက်ရတယ်အေးဘလော့ရဲ့အခမ်းအမှတ်တမှာတော့ပီတာကစေးပညာပါရကူကိုစိုးရိမ်နေကြည့်နေတယ်ကျွန်တော်ညီလေးကတတိပြန်လဲလာဖို့အခွင့်အရေးရှိသေးလားခင်ဗျားညီလိုအခြေအနေမျိုးကတတိပြန်လဲလာဖို့အခွင့်အရေးကတတောင်းပုံတပုံတောင်မရှိဘူးသူ့ကိုဒီလိုအတိနယ်လူသားအခြေအနေမျိုးနဲ့ဆက်ထားမဲ့အစားသူဒီလောကကြီးကနေအေဂျင့်စွာထွက်ခွာသွားအောင်ခွင့်ပြုပေးလိုက်တာပိုကောင်းမယ်လို့ကျွန်တော်အကြံပြုချင်တယ်ပီတာရဲ့ခေါင်းထဲမှာဘုံပေါက်ကွဲသွားတယ်လို့ဖြစ်သွားပြီးသူ့ခန္ဓာကိုယ်ကလည်းရိမ့်ရိုင်သွားတဲ့တခါအတွင်းမှာပဲသူအများကြီးအိုမင်းသွားတယ်လို့ပဲသူကဘာရကူကိုအခက်ခဲမပေးပါဘူးအဲ့ဒီကိုပြန်လို့ဖို့အတွက်အားနဲ့အတန်နဲ့ပဲပြောလိုက်တယ်ပီတာကကုတင်နားမှာထိုင်ပြီးသူ့ညီလေးကြီးလာရဲ့လက်ကိုကင်ထားတဲ့သူ့မျက်လုံးတွေထဲမှာဝမ်းနည်းမှုတွေပြည့်ချင်နေတယ်အကိုကြီးမင်းကိုတေချာမဆောင်ရှောက်နိုင်ခဲ့ဘူးတကယ်လို့များမင်းကိုနိုးနိုင်မဲ့သူရှိရင်အကိုကြီးရဲ့စီးစိမ်တွေအာနာတွေအားလုံးကိုဆွတ်လွတ်လိုက်ချင်တယ်မြင်ကွင်းကပြောင်းသွားပြီးကျွန်တော်လုံးနေတဲ့ရန်ကျုံခောက်ဆွဲကပြီးတော့မယ်ကျွန်တော်ကိုယ်တိုင်အတွက်အရင်တပန်းကန်လှုပ်လိုက်တယ်အဲ့ဒီခိုက်တက်မှာအရသာရှိတဲ့အနံ့ကအခန်းတစ်ခန်းလုံးကိုပြန့်နှံ့သွားတယ်ဆိုဖီယာကရန်ကျုံခောက်ဆွဲရဲ့အနံ့ကိုရသွားတဲ့အခါတက်လိုက်သွားတယ်လို့ဖြစ်သွားတယ်ဘာဆက်ထဲကတနွေးတွေကနှုတ်ခမ်းထောင်းကနေစီးကျလာတဲ့ဆိုဖီယာရဲ့ပုံစံကိုမြင်တော့ကျွန်တော်တဲ့တဲ့ပဲပြောလိုက်တယ်စားချင်လို့လားမပေးဘူးအဲ့ဒီနောက်ရှူးဆိုတဲ့အတန်နဲ့အတူခောက်ဆွဲတစ်လုံးအကြီးကြီးကိုဆုပ်ယူလိုက်ပြီးပျော်ရှင်တဲ့မျက်နှာထားနဲ့နေလိုက်တယ်ဆိုဖီယာမျက်နှာပြတ်သွားပြီးဒေါသတွေထွက်လာတယ်သူမရဲ့မျက်နှာပေါ်မှာရှက်ရွံ့မှုတွေချစ်လာတယ်တွားကြတဲ့ကနေစကားတခွန်းထွက်လာတယ်ကျမအမုန်းဆုံးကရှစ်လို့လူဖွဲ့စည်းရဲ့အမိုက်တွေကိုပဲကျမဆိုဖီယာကတင်းရင်တောင်ရှင်းရဲ့အစားအစာကိုမစားဘူး10မိနစ်လောက်ကြာတော့စီလက်စ်နဲ့ဆိုဖီယာတို့နှစ်ယောက်မိဖို့ချောင်းထဲမှာပန်းကန်တွေကင်ပြီးခရင်နဲ့ခောက်ဆွဲတွေကိုပါဆက်ထဲအဆက်မပြတ်ထည့်နေကြတယ်သူတို့မျက်နှာပေါ်မှာပျော်ရွှင်မှုတွေအပြည့်ဖြစ်နေတဲ့စီလက်စ်ကနောက်ဆုံးတော့နားလဲသွားပြီးနေ့လေကအကျဉ်းသားတွေဘာလို့ထမင်းလူရင်ရန်ဖြစ်ကြလဲဆိုတာကိုပေါ့ဒီထမင်းကအရန်စားလို့ကောင်းတာပဲသူ့စိတ်ထဲမှာကျွန်တော်ပေါ်လေးစားမှုတွေချစ်ပေါ်လာတယ်ညစာစားချိန်တောင်မရောက်သေးဘူးစားတော့ခန်းပြင်မှာလူတန်းကြီးရှင်နေပြီးတန်တကားကိုတောက်တောက်မြအောင်ထုနေကြတယ်စီလက်စ်ကကျွန်တော်အကုန်လုံးစီစဉ်ပြီးသွားပြီဆိုတာကိုမြင်တော့သူ့လို့ဖော်ကိုင်ဖက်ကိုဆိုဖီယာကိုပြန်ခေါ်သွားခိုင်းလိုက်တယ်ထွက်ခွာသွားချိန်မှာဆိုဖီယာကတခုခုပြောချင်နေပေမဲ့ဘေးကလူတွေကြောင့်မပြောဖြစ်ခဲ့ဘူး